လေးနည်းနည်းချိန်ကြပြီးအခုကျွန်တော်ရောက်ရှိနေတာကတော့နေပြည်တော်မြို့မဈေးအနီးမှာဖြစ်ပါတယ်ဒီနေရာမှာနေပြည်တော်အစိုးရဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံကဒီ CDR လှူရှားမှုပြုလုပ်နေတာဖြစ်ပါတယ်အခုဆိုရင်ဆိုရဝန်ထမ်းတွေကရုံးမတဲ့နဲ့ရုံးထွက်ဆိုတဲ့ကြွေးကြော်တန်ကိုပြိုင်တူကြွေးကြော်နေတာဖြစ်ပါတယ်။တရားဝင်ကဓာတ်ရိုက်တက်ဆက်ပေးနေပါတယ်ခင်ဗျာ။ခုဆိုရင်ဆိုတော့ဝန်ထမ်းတွေကဒီနေရာရွှေ့ပြောင်းပြီးတော့ဆက်လက်ဆန္ဒပြဖို့ပြင်ဆင်နေပါတယ်ခင်ဗျာအခုဆိုရင်ဝန်ထမ်းတွေကတဖြည်းဖြည်းနဲ့ထပ်မရောက်ရှိတာလည်းတွေ့ရပါတယ်
အခုဒီနေရာဆိုရင်တော့ဒီနေပြည်တော်မြို့မသေးနေရာဂကုံးတူမှာဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့သူတို့လမ်းမပိတ်အောင်လမ်းတစ်ဖက်ချမ်းအောင်ကတ်လိုက်ပါပြီဒါတက်မတော်ကနိုင်ငံတော်အာဏာကိုရယူနောက်ပိုင်းမှာဒါဝန်ထမ်းပေါင်းစုံပထမဆုံးစီယုံမှုလို့ပြောလို့ရပါတယ်ဒီမှာမြင်နေရတာတော့စီဝါကူတန်းတက်စင်နဲ့စွမ်းအင်သမဝါယမတတော်တရားစာရနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမိုဂျီအခုဆိုရင်ရုံးသွားနေတဲ့ရုံးကားတွေကိုလှမ်းပြီးတော့ရုံးမတင်နဲ့ရုံးထွက်လို့လမ်းအောင်နေဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ဆန္ဒထုတ်ဖော်နေတဲ့အတွင်းမှာပဲထပ်မံပူးပေါင်းမဲ့ဝန်ထမ်းတွေရောက်ရှိလာတာကိုတွေ့ရတာဖြစ်ပါတယ်Stop electric cost ဆိုတဲ့စာတမ်းတွေကိုပေးနေဖြစ်ပါတယ်ခင်ဗျာ
ရုံမတဲ့နဲ့ရုံထွက်ဆိုတဲ့စကားကိုပဲကျွန်တော်အများကြီးကြွေးကြော်နေတာဖြစ်ပါတယ်
အခုဆိုရင်ခန္ဓာတုပ်ပေါ်တဲ့ဝန်ထမ်းတွေကဒီနေရာကိုဖြည်းဖြည်းနဲ့ထပ်မံရောက်ရှိလာတော့မှဖြစ်ပါတယ်အခုဆိုရင်ဖြတ်တန်းဖြတ်လာသွားနေတဲ့ဒီရုံးကားတွေကိုရုံးမတင်နဲ့ရုံးထွက်ဆိုပြီးတော့လှမ်းပြီးတော့အော်ဟစ်နေရတယ်တွေ့ရပါတယ်ဒီနေရာကိုဝန်ထမ်းတွေကဖြည်းဖြည်းနဲ့ထပ်မံရောက်ရှိလာတော့မှဖြစ်ပါတယ်ခင်ဗျာရုံးသွားနေတဲ့ကားတွေဖြစ်ပါတယ်ဒါကတော့ရုံးသွားနေတဲ့ဖယ်ရီကားတွေပါခင်ဗျာချက်ချင်းလို့ချက်ချင်းလို့ဒါမြို့မသေးမြမိဘရောက်ရှိလာဖြစ်ပါတယ်ဒီဆိုင်ဘုတ်ကတော့ပြည်သူတွေအသက်ဆုံးနေခြင်းရုံးတက်ရတာလိပ်ပြလို့ရလားဆိုပြီးရေးထားတာတွေ့ရပါတယ်နောက်တစ်ခုကတော့ရုံးသွားနေတော့မဲလားလို့ရေးထားပါတယ်ခင်ဗျာအဲ့တော့နေပြီးတော့မြို့မသေးနီးကဒီမီးပွိုင်လမ်းဆောင်မှာဖြစ်ပါတယ်တချို့ဝန်ထမ်းတွေလည်းအခုချိန်ကြီးတစ်ဖွဲဖွဲရောက်ရှိလာပြီးတော့ပူးပေါင်းနေပါတယ်ခင်ဗျာဝန်ထမ်းရတဖြည်းဖြည်းနဲ့ညားလာတာတွေ့ရပါတယ်တို့ဒီနေ့အဓိကကြွေးကြော်တာကတော့ရုံးပတဲ့နဲ့ရုံးထွက်ပါပဲဖြစ်ပါတယ်Go, go, 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 go,
ဖြတ်သွားတဲ့ရုံးကားတစ်စီးကိုလမ်းပြီးကြွေးကြော်ပေးနေတာပါအခုကျွန်တော်ရိုက်ပြနေတာကတော့ဒါဟိုနေပြည်တော်မှာဆိုရင်ချိတ်ချကြပြီးရေးပါတယ်ဒီမျိုးမသေးရဲ့မိဘွားဖြစ်ပါတယ်ဒီမိဘွားကြီးဒီမှာဆိုရင်ဒီဌာနဆိုင်ရာဘောင်းဆောင်ကဒီအစိုးရဝန်ထမ်းတွေဟာရုံးမတက်ဖို့စီးရုံးလို့ရှာနေတာဖြစ်ပါတယ်သွားယူချင်တာတဲ့အခုရဲကားတွေရေကားတွေရောက်ရှိလာပြီဖြစ်တဲ့အတွက်လူစုခဲဖို့ပြပြင်ဆင်ကြပါအခုဆိုရင်တော့ဒီရေကားနဲ့ရဲကားတွေရောက်ရှိလာပါပြီကျွန်တော်ပုံစံရေးချပြီးမှကျွန်တော်တို့နေရာရွှေ့ကြပါမယ်ဟုတ်ပါလားသဘောတူပါလားဒီဟာယူပါမယ်
用不得了，用对，用不得了，用对，用不得了，用对，用不得了，用对。ခုနဖြတ်သွားတယ်ရေကားနဲ့ရေကားနဲ့ဒီဘက်ကိုရောက်လားမရောက်လားဆိုတော့ကျွန်တော်သွားကြည့်ပေးနေပါတယ်ခင်ဗျာဒါဝန်ထမ်းတွေဖြည်းဖြည်းနဲ့ပြန်လာထွက်ခွာနေပါပြီခုနကရုံးမတဲ့နဲ့ရုံးထွက်ဆိုတဲ့လှုပ်ရှားမှုကဝန်ထမ်းတွေပြန်လည်ထွက်ခွာနေပြီဖြစ်ပါတယ်ခင်ဗျာအနန်းလေးဒီဖြည်းဖြည်းပြန်ထွက်ခွာနေပြီဖြစ်တဲ့အတွက် ARD သတင်းဌာနရဲ့ဓာတ်ရိုက်တင်ဆက်မှုကိုဒီမှာပဲရှင်းထားလိုက်ပါတယ်ဟုတ်ပြီ